အောက်တိုဘာလ29ရက်2025 SNAP သို့မဟုတ် Food Stamp လို့ခေါ်တဲ့အစားအစာအကူအညီနဲ့လာဟိအပူအေးအကူအညီအရေးပေါ်သတင်းမင်္ဂလာပါကျမလူလူပါအစားအစာပေးဝေမှုအကူအညီပေါ်တက်ရောက်မည့်အရေးပေါ်အချက်လက်များကိုမျှဝေပေးပါမယ်ထို့အပြင်လာဟိ Low Income Home Energy Assistance Program အပူအေးအကူအညီလက်တလောချော့ချမှုအကြောင်းကိုလည်းမျှဝေပေးပါမယ်ဤအချက်လက်များကို Restoring Dignity ကစုဆောင်ထားပြီးအခြားအဖွဲ့အစည်းများကတိကျမှန်ကန်မှုအတွက်ပြန်လည်စီစစ်ထားပါတယ်။မိခွင့်ရှိပါကကျမကိုပေးပို့နိုင်ပြီး Restoring Dignity သို့တင်ပြပေးသွားပါမယ်။နောက်ထပ်ပြောင်းလဲမှုများဖြစ်ပေါ်လာပါကလည်းအချိန်နှင့်တပြေးညီတင်ပြပေးသွားပါမယ်။ SNAP လို့ခေါ်တဲ့ Food Stamp အစားအစာပေးဝေမှုအကူအညီကဘာတွေဖြစ်နေတယ်လဲ။ Nebraska ပြည်နယ်မှာအစားအစာအထောက်ပံ့ရသူအလုံးနိုဝင်ဘာလပထမအပတ်မှစပြီးတော့ SNAP အထောက်ပံ့မရနိုင်တော့ပါ Government Shutdown အစိုးရပိတ်သိမ်းမှုကြောင့်အစားအစာထောက်ပံ့များကိုရပ်ဆိုင်းထားပြီးမိသည့်အချိန်မှာပြန်လည်ပေးအပ်မည်ဆိုတာကိုလည်းမသိကြပါ။ဒီမှာ EBD Food Stamp ကရှိပါကပတ်စံမဝင်နေ့စဉ်စစ်ဆေးပါ။ Government Shutdown အစိုးရပိတ်သိမ်းမှုဆိုတာကဘာလဲအမေရိကန်ပြည်ထောင်စုမှာဥပဒေပြုသူများသည့်နိုင်ငံရေးဘဏ္ဍာရေးဘတ်ဂျက်ကိုဘာအတွက်သုံးမလဲနှစ်စဉ်သဘောတူညီမှုယူရပါတယ်သဘောတူညီမှုမရှိပါကအစိုးရပိတ်သိမ်းမှုဖြစ်လာပါတယ်ယခုနှစ်တွင်သဘောတူညီမှုမရသဖြင့်စနက်အပါအဝင်အစိုးရဝန်ဆောင်မှုများအပြားရပ်ဆိုင်းထားပါတယ်ငွေမရှိလို့အစားအစာမဝယ်နိုင်ရင်ဘာလုပ်ရမလဲမိသားစုအများအပြားငွေမရှိလို့အခက်အခဲဖြစ်နေရင်အစားအစာရရှိရန်နည်းလမ်းတစ်ခုမှာအစားအစာအခမဲ့ပေးဝေသော food pantry များမှာတွားရောက်ယူနိုင်ပါတယ် rdomaha.org/food တွင်ဘာသာစကား73မျိုးဖြင့်အစားအစာအခမဲ့ပေးတဲ့နေရလိပ်စာနဲ့ပေးဝေချိန်များကိုတင်ပြပေးထားပါတယ်။တင့်ကြောင်ဤလူမှုရေးဝန်ထမ်းဘာသာရေးအဖွဲ့အစည်းများနဲ့တခြားမိသားစုများမှလည်းအကူအညီတောင်းခံနိုင်ပါတယ်။လာဟိလို့ခေါ်တဲ့ဝင်ငွေနည်းသူအတွက်အပူအေးထောက်ပံ့မှုကတော့ဘာတွေဖြစ်နေတယ်လဲ။ Nebraska မှာ2025ခုနှစ်အောက်တိုဘာလ20ရက်မှစတင်၍ Green Card မရှိသူများသည်လာဟိအပူအေးအကူအညီမရနိုင်တော့ပါ။ဤအပြောင်းလဲသည်SNAP ကဲ့သို့လူဝေမှုကြီးကြပ်ရေးစီးမြင့်တိုင်းဖြစ်ပါသည်မိသားစုတွင် Green Card သို့မဟုတ်အမေရိကန်နိုင်ငံသားကလေးတဦးရှိပါကအနည်းငယ်အကျိုးခံစားခွင့်ရနိုင်ပါသည်။ဘာကြောင့်လာဟိပြောင်းလဲသွားသလဲ2025ခုနှစ်အစောပိုင်းတွင် Congress နှင့်သမ္မတဒေါ်နယ်ထရန့်တို့က Reconciliation Bill One Big Beautiful Bill ကိုအတည်ပြုပြီး Green Card မရှိသူများအတွက်Food Stamp အကျိုးခံစားခွင့်ကိုရပ်ဆိုင်းခဲ့ပါတယ်။ Nebraska တွင်လာဟိသည် SNAP နှင့်တူညီသည့်စည်းမျဉ်းများကိုလိုက်နာရပါတယ်။ OPPD MUD ပေးရန်ငွေကြေးအခက်အခဲရှိပါက211သို့ဖုန်းဆက်ခေါ်ပါ I need interpreter လို့ပြောပါ211တွင်အခါအားလျော်စွာအကူအညီရနိုင်ပါသည်။ကျောင်းလူမှုရေးဝန်ထမ်းဘာသာရေးအဖွဲ့အစည်းများနဲ့အခြားအဖွဲ့အစည်းများထံမှလည်းအကူအညီရနိုင်ပါတယ်။အိမ်တွင်အပူဓာတ်မရှိပါကပိုက်များပောက်ကွဲနိုင်ပြီးထောင်နဲ့တောင်းနဲ့ကုန်ကျနိုင်ပါတယ်။ Green Card မရှိ၍အစားအစာအထောက်ပံ့အပူအေးထောက်ပံ့မရနိုင်ပါကဘယ်လိုလုပ်ရမလဲ။ဤအခြေအနေကအလွန်ခက်ခဲပါတယ်။ဝင်ငွေရရှိစေရန်အတွက်အရွယ်ရောက်ပြီးသောသားသမီးများကိုအလုပ်လုပ်ခိုင်းခြင်းမိဘတဦးကနေ့အချိန်မှာအလုပ်လုပ်ရင်နောက်တဦးကညအချိန်မှာအလုပ်လုပ်ခြင်းအလုပ်နှစ်ခုလုပ်ခြင်းမိသားစုနှစ်စုသုံးစုအတူတူနေထိုင်ခြင်း tax return လို့ခေါ်တဲ့အခွန်ပြန်ရငွေတွေကိုအစားအသောက်အတွက်အပူအေးအတွက်သိမ်းဆည်းထားခြင်းအေးတဲ့အချိန်မှာအပူအများချင်းမဖွင့်မဲနဲ့အနှွေးတဲ့ဝတ်ခြင်းချီစုဝတ်ခြင်းဖြစ်နေရန်အပူချိန်55ဒီဂရီဖာရင်ဟိုက်အောက်ကိုမချပါနဲ့ဖုန်းအရေအတွက်ကိုလည်းလျှော့ချပါ food pantry များကိုသွားရောက်ပြီးတော့အစားအစာယူပါကားတစ်စီးသာထားပါ
ဥပဒေကဘယ်တော့ပြောင်းလဲမလဲဥပဒေဘယ်တော့ပြောင်းလဲမလဲဘယ်သူမှမသိပါ3 နှစ်ခန့်သို့မဟုတ်ထိုထက်ပိုပြီးကြာနိုင်ပါတယ်ထိုကြောင့်အစဉ်သစ်ဖြစ်ရန်လိုအပ်ပါတယ်ကျေးဇူးတင်ပါတယ်ဤဗီဒီယိုကိုတင်အတိုင်းဝိုင်းများနဲ့မျှဝေပါဤအခြေအနေကြောင့်ပူပန်နေကြပြီးဥပဒေပြန်လဲပြောင်းလဲနိုင်ရန်စ조사နေပါတယ်ကျေးဇူးတင်ပါတယ်